ပြောတချောင်းပြုတ်ပြင်းနေစဉ်မှာသူလက်ကယောတရနမ်ယန်အတွင်းဟေကိုဝင်းကြသွားတယ်အလန်တခါနဲ့လက်ကိုပြန်ဆွဲထုတ်ဖို့ပြောစားပေးမှမရဘူးအစားထိုးသူလက်မောင်တလုံးလုံးနမ်ယန်အတွင်းပေါ်မဆွဲယူခံလိုက်ရတယ်သူအော်ဒမ်ကြလို့အဖို့တွေအလင်းအမြန်ပေးလာပြီးဆွဲထုတ်ဖို့ပြောစားကြတယ်နမ်ယန်အတွင်းမှာသူလက်ကပြင်းထန်စွာလှုပ်ရှားနေခဲ့ပေမှအခက်အခဲကြကသူတို့ဆွဲထုတ်နိုင်ခဲ့ကြတယ်ဒါပေမဲ့အားလုံးအငိုးတွားခဲ့တယ်အဒမ်ရဲ့လက်တဖန်လုံးဝမရှိတော့ဘူးထိုးစံတာကတွေးမထွက်ဘူးနာကင်းကိုလည်းမရှိဘူးမကြခင်မှာပဲအခြားအဖွဲဝင်တယောက်ကသူတို့ကိုအာကာသယာဉ်ရဲ့တခြားအစိအပိုင်းတစ်ခုစီခေါ်လိုက်တယ်အဲဒီနေရာမှာသူတို့မြင်လိုက်တာကယုံကြည်ရခတ်လောက်တဲ့မြင်ကွင်းတစ်ခုဖြစ်တယ်အဒမ်ရဲ့ပြောက်ဆုံးသွားတဲ့လက်ခမတိမတာပေါ်ထွက်လာနေတဲ့ထိုးစံစာကောင်းတာကအဲဒီလက်ကကိုတိုင်လှုပ်ရှားနေတဲ့အဖွဲသားတွေချစ်ချင်းအဲဒီလက်ကိုကကွယ်ဖို့မန်ဒေတာတလုံးအတွင်းပိတ်ဆို့ထားလိုက်ရတယ်လက်ကဆက်လက်လှုပ်ရှားနေပြီးဘာလို့ချင်းကလေးဆိုတာလူတိုင်းစင်စားနေကြတယ် feel like တာကလက်ခစာရေးဖို့ကိုးစားနေတာဖြစ်တယ်သူတို့ကလစ်တာချောင်းကိုတက်တာထဲပေးလိုက်တယ်ခါနာအတွင်းလက်ခစာရေးထက်ဖို့စာတကြောင်ရေးသားလိုက်တယ်စာပြီးသွားတာနဲ့လက်လေလှုပ်ရှားမှုရပ်တန့်သွားတယ်စာထဲကအချက်တလကတိုင်း like နာကြည့်တော့ရှိုးဝစ်ထားတဲ့အဖို့ပစ္စည်းတခုရှာတွေ့ခဲ့ကြတယ်ကမ်ဖာမြေကိုရှာဖို့အဲ့ဒီပစ္စည်းကိုဒီနေရာရှာစနစ်နဲ့ check set လိုက်တယ်ရုပ်တဲ့သူတို့အာခါတာရရင်နဲ့ဆက်သွယ်ရေးစနစ်ပြန်လဲ check set သွားတယ်ဒါပေမဲ့အမ်ဟန်တရာကသူတို့ကိုထက်လန်စေခဲ့တယ်ကမ်ဖာမြေပြောင်းဆုံးသွားတာမဟုတ်ဘူးအစားသူတို့အာခါတာရရင်ကနေရတဲ့ဖက်ချန်ဘကိုတက်နီနီနဲ့ကြော်ဖြတ်သွားခဲ့တာဖြစ်တယ်အာခါတာရရင်တို့တက်တာရရတဲ့လို့ခန်းစားလိုက်ကြတယ်နောက်ဆုံးမှာကမ်ဖာမြေကိုရှာတွေ့ပြီးအိမ်ပြန်နိုင်ပြီလို့ချင်းခဲ့ကြတယ်ဒါပေမဲ့မကကြခင်မှာပဲစိုးရတဲ့တည်င်းတစ်ခုရရှိခဲ့တယ်သူတို့ရဲ့အာခါတာစခန်းဟာနေကရကရင်ကပင်လက်ထဲပြောချသွားပြီးနီးသူများအသက်မရှိနိုင်ခဲ့ကြဘူးလို့ဆိုတယ်အဖွဲသားတွေလုံးဝရှော့တွေသွားကြတယ်ဖြစ်နေတာလဲဆိုတာမနာလဲနိုင်တော့ဘူးအဲ့ဒီအချိန်မှာအဖွဲဝင်တယောက်ကအမန်တရားကိုနားလဲသွားခဲ့တယ်သူဟာအာကာသတဲ့ပဲခရီးသွားခဲ့တာမဟုတ်ဘူးအချင်းနဲ့အာကာသကိုပါဖြတ်ကျော်ခဲ့တာဖြစ်တယ်သူဟာရောက်ရှိနေတဲ့နေရာဟာအခြားမျိုးတူကမ္ဘာတစ်ခု parallel universe တစ်ခုဖြစ်နေတာပါနောက်ထပ်ဒီလိုဗီဒီယိုတဲ့စက်တန်နိုင်ရဲ့ like and follow လေးတော့နဲ့ခုနီးပေးကြပါဦး